ချစ်ရသောဓမ္မမိတ်ဆွေညီကိုမောင်နှမများ Merry Christmas ပါလို့အားလုံးကိုခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အပြင်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အပိုက်ငယ်14ကနေ16အထိမှာထိုပွဲကိုခံစဉ်တွင်ယေရှုသည်ဗိမာန်တော်သို့တက်၍ဆုံးမဩဝါဒပေးတော်မူ၏ယုဒလူတို့သည်အံ့ဩ၍ဤသူသည်စာမသင်ဘဲလျက်အဘယ်သို့တပ်ပိသနည်းဟုဆိုကြ၏ယေရှုကလည်းငါဟောပြောသောဒေသနာသည်ငါ၏ဒေသနာမဟုတ်ငါကိုစေလွတ်တော်မူသောသူ၏ဒေသနာဖြစ်၏ပြောပါတယ်သခင်ရှုခရစ်တော်စတင်ပြီးတော့မှအပြစ်ရှာပြီးဖန်ဆီးတပ်ဖြတ်ဖို့ရန်အမတန်မှဒီအရှိန်ဟုန်မြင့်တက်နေသောအချိန်ဖြစ်ပါတယ်သို့တော်သခင်ရှုခရစ်တော်ရဲဝံ့စွာပဲထိုပွဲကိုခံစဉ်တွင်ယေရှုသည်ဗိမာန်တော်သို့တက်၍ဆုံးမဩဝါဒပေးတယ်လို့ပြောပါတယ်ကျမ်းစာမှာနော်ဆိုတော့ယူဒလူတို့ကသခင်ရှုခရစ်တော်ဟောပြောတာကိုနားထောင်ပြီးတော့သူကစာမသင်ရကြောင်းမတက်ရအဘဲကြောင့်သူသည်စာဖတ်တာဟောပြောတတ်တယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသခင်ရှုခရစ်တော်ကိုတပ်ဖြတ်ဖို့ရန်လိုက်လံရှာကြံတော်လဲယူဒလူတွေကိုကြောက်တာတမျိုးသခင်ရှုခရစ်တော်ကအတိအလင်းသူတို့သည်လေ့လာနေသောအချိန်ဖြစ်တာတမျိုးဒါကြောင့်မို့သူတို့သည်တိတ်ဆိတ်စွာနေတယ်လို့ပြောကျမ်းစာမှာဒါမဲ့သခင်ရှုခရစ်တော်ရဲဝံ့စွာငါဒေသနာသည်ငါကိုစေလွတ်တော်မူသောသူရဲ့ဒေသနာဖြစ်တယ်လို့သူပြောပါတယ်နောက်တစ်ချက်ကျွန်တော်တို့ကြည့်အောင်ထိုသူ၏အလိုတော်သို့လိုက်ချင်သောသူမည်သည်ကားဤဒေသနာသည်ဘုရားသခင်ဤဒေသနာတော်ဖြစ်သလောငါသည်ကိုအလိုလျောက်ဟောပြောသလောဟုပိုင်းခြား၍သိလိမ့်မည်ကိုအလိုလျောက်ဟောပြောသောသူသည်မိမိဘုံကိုမိမိဘုံအတရေကိုရှာတတ်၏မိမိကိုစေလွတ်တော်မူသောသူ၏ဘုံအတရေကိုရှာသောသူမူကားယုံလောက်သောသူဖြစ်၏လို့ပြောပါတယ်နော်ဒီနေရာလေးမှာကျွန်တော်ဗာတွေ့ရတယ်လဲဆိုရင်ကိုအလိုလျောက်ဟောပြောသောသူသည်မိမိဘုံအတရေကိုရှာတတ်၏ဒီနေ့တချို့ဟောပြောခြင်းအပေါ်မှာငါကြော်ကြားဖို့ငါအောင်မြင်ဖို့ငါ့ကိုလူတွေကဟာလာကြော်ကြားသောသူအဖြစ်ကြော်စောကိတ္တိသောသူဖြစ်တယ်လို့သတ်မှတ်ခံရဖို့ရန်သခင်ဖျားရဲ့ဒေသနာမဟုတ်ပဲကိုယ့်သဘောနဲ့ကိုယ့်အလိုတော်အတိုင်းဆွဲယူပြီးဟောပြောခြင်းဖြစ်တယ်လို့သခင်ရှုခရစ်တော်ပြောတာဖြစ်ပါတယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကသူ့ဘုန်းတော်ထင်ရှားဖို့တဲ့ခမဲတော်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လို့သူဟောတာဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေသူဟောပြောခြင်းသည်ခမဲတော်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်လို့သူကပြောပါတယ်ဒါကြောင့်မို့ဒီကနေ့မှာကျွန်တော်တို့ဒီတစ်ခါတည်းမှာအမှုတော်မှာကျွန်တော်လှုပ်ဆောင်ခြင်းသည်သူများတွေသိဖို့ဟာလားတစ်ခါလေးကြာရင်သူတို့ဘာတွေကအထင်ကြီးဖို့တစ်ခါလေးကြာရင်ငါဒီလိုပြောလိုက်ရင်ငါဒီလိုဟောလိုက်ရင်တော့သူများငါ့ကိုလက်ခံလာလိမ့်မယ်ယုံကြည်လာလိမ့်မယ်စသည်အဖြစ်ကျွန်တော်တို့ကကိုထင်ပေါ်ဖို့အတွက်ကိုလှုပ်ဆောင်နေဆိုတော့ကျွန်တော်တို့များသောအဖြစ်ရှိကြတယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကခမဲတော်ရဲ့ဘုံထင်ရှားဖို့ပဲသူကအတ္တိတများတယ်နော်သူအောင်မြင်ကြော်ကြားလူသိများလာဖို့ထက်ခမဲတော်ဘုရားသခင်လူသိလာဖို့သူကဒီလိုရည်ရွယ်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်တဲ့အခါမှာနော်ဘုရားသခင်ဘုန်းတော်အတွက်ထင်ရှားဖို့ပဲကျွန်တော်ရည်ညွှန်းပြီးအသက်ရှင်ဖို့ဖြစ်တယ်နော်ကျွန်တော်တို့လူတွေကကြိုက်နေတတ်ဖို့လူတွေကကျွန်တော်တို့စိတ်ဝင်စားလာအောင်လူတွေကကျွန်တော်တို့ကိုအထင်ကြီးလာအောင်လူတွေကကျွန်တော်တို့ကိုအားရနှစ်သက်လာအောင်ကျွန်တော်ဟောပြောဖို့တဲ့ခမဲတော်ရဲ့အလိုကိုဆောင်ပြီးသခင်ယေရှုခရစ်တော်ကဲ့သို့ကျွန်တော်ဒီအသက်ရှင်ဟောပြောတည်ခံမှုဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်တချို့မဟောဘူးဆိုရင်မဟောဘူးဆိုရင်ကျွန်တော်တို့အသက်ရှင်ရပ်တည်ခြင်းဒီဘုရားသခင်ကိုသူတို့ဘာတွေကမြင်လာဖို့ဖြစ်တယ်။နော်ကျွန်တော်တို့ရဲ့မဟောတော့လဲကျွန်တော်တို့အသက်ရှင်ရပ်တည်ခြင်းပြောဆိုနေထိုင်ခြင်းတွာလာခြင်းရဲ့အခြေအနေရဲ့ပုံစံကိုကပြောချင်တာစတိုင်ကိုကဘုရားသခင်ဘုန်းတော်အတွက်ပဲဖြစ်ရ။ဒါကိုကျွန်တော်နားလည်မှုဖြစ်တယ်။ဒါချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်တို့ဒီနေ့ခရစ်စမတ်လမှာကျွန်တော်တို့ဒီတခါသခင်ပျောက်သွားတာမဟုတ်ပဲသခင်ဘုန်းတော်ထင်ရှားဖို့ကျမတို့အားဖြင့်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ဟပ်စေဖို့ကျမတို့အားဖြင့်သခင်ယေရှုခရစ်တော်ရဲ့ဘ
ဘုံအလင်းတော်ကိုထင်ဟပ်စေဖို့ဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်ပြန်လဲဝေငှပါတယ်နော်ဒီနေ့နှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းခရစ်စမတ်ရဲ့ညီသက်ခြင်းဝမ်းမြောက်ခြင်းနဲ့အတူအသီးသီးပေါ်မှာဘုရားသခင်အသက်တပံကောင်းကြီးပေးပါစေ